3 week ကစီးတဲ့ဒူးရင်ချံဒီမှာကွန်ဒီပင်စီးတဲ့ချံပေးပတ်လည်းမှာကွန်ဒီပင်နေစီးတယ်တရက်ပိန်းနဲ့စားဖို့စိုက်ထားရရှိတယ်ချားငပျော်ရတာရှိတယ်ရင်တော့နေကလောက်တာတဲ့ပင်တွေပေါ့အခုတော့တော်တော်များများဖြုတ်လိုက်ကုန်ပြီဒူးရင်ပင်ကတော့မျိုးစုံစီးတယ်9မျိုးစီးတယ်ဒီချံထဲမှာဒီကမွန်ထောင်းမူဆန်ကင်စူမဲအဲ့ဒါကတော့အဓိကပဲမွန်ထောင်းမူဆန်ကင်စူမဲကျန်တဲ့ဟာတွေက5ပင်ဆိုပြီးတော့ဆမ်းပြီးတော့စိုက်ထားတယ်ကျန်တဲ့၄မျိုးကဒါဒီဘက်မှာအပင်ငယ်တွေဒီဘက်ကောင်တွေကပင်ငယ်တွေဒါမဲ့လာမယ့်နှစ်ကြာအောင်စီရင်ဒီမိုးကုန်ပြီဆိုရင်ဒီကောင်တွေအတီးယူတော့မယ်ဒီကောင်တွေနောက်တော့ဟိုအောက်ဘက်မှာပင်ကြီးတွေရှိတယ်အဲ့ဒီအောက်ဘက်ချမ်းမှာဒါကဆိုလာလေးချက်နဲ့ဒါနှစ်ထပ်ရေကန်လောက်တာတယ်ဟိုမှာဝီစီတွင်ရတာလည်းနေရာမှာရိုက်တာဝီစီတွင်မရမ်းချိုးလို့ပါလို့လည်းရှိတယ်မင်းကောမဝီစီခဏတော့နှစ်ထပ်ရေကန်ဆိုလာလေးချက်ဒါမရမ်းချိုးတွေလည်းပါတယ်ဒီကောင်လေးလာမနှစ်ဆိုရင်ကောင်လေးအတီးစမ်းမန်းကောင်လေးဒါတွေကပင်ကြီးတယ်ခဏတော့ပင်ငယ်တန်းကဒီမှာဆုံးတော့ပေါ့ဒီမှာဒါလမ်းဟိုမှာတဲမအိမ်သားအဆုံးရှိတယ်ဒီကဒါအောက်မှာလည်း9မိနစ်ရှိသေးတယ်9မိနစ်ဒါကပင်ကြီးတွေဒီနှစ်အတီးခူးလိုက်တဲ့အပင်တွေဒီကောင်တွေကဒီမှာအညာလေးတော့ကျန်နေသေးတယ်အဲဒီနှစ်အတီးခူးလာတဲ့ကောင်တွေအစီတော့ကောင်းသွားပြီပေါ့နော်ဒီအောက်ဘက်ချမ်းအကောင်လုံးကဒါအပင်ကြီးတယ်အဲ့ဘက်ကောင်တွေအကုန်ပင်ကြီးတယ်ဒါချမ်းအဝဒီမှာကချမ်းအဝမှာဒီမှာရေတွင်းရှိတယ်ပြီးတော့ဒီမှာဆိုလာနဲ့ပဲအရင်တော့ဆိုလာနဲ့ပဲတုံးတာဒါနှစ်ထပ်စင်ပဲဒါဒီအောက်ဘက်ချမ်းပေးတာပေါ့နော်အကုန်လုံးပိုက်တွေတော်ရပြီးသားပဲလောဆယ်ကွန်ထရိုလာပြောက်သွားလို့ဆိုပြီးတော့ဒီမှာပြီးခဲ့တဲ့နေ့တော့ဒီဘက်ချမ်းကြတော့မှဆက်နေပေးတယ်ဒီမှာရေတွင်းရှိတယ်ရေတွင်းကလောဆယ်ညက်တွေမဆင်းရသေးလို့ဒါလာမနဲ့အတီးယူမှအပင်နေပေါ့ဒီကောင်လေးကြတော့ဒါချက်ဘဝချောင်းဝင်တဲ့လမ်းဒီကောင်နဲ့လမ်းမနဲ့ဆိုရင်10မိနစ်ပဲလမ်းမနဲ့ဆို10မိနစ်ပဲဒါချောင်းဝင်ဒီဘက်မှာဒီမှာဆန်းချောင်းရှိတယ်ချက်ဝင်ဒါချောင်းဝင်ဒီဘက်မှာတင်မော်တို့တန်တလုံးတို့ပိန်နယ်တို့ဒီဘက်မှာလေးစိုက်ရတယ်ရှိတယ်ဒီဘက်တွေကချန်စီယိုဘေးတွေကြတော့9မိနစ်နဲ့မင်းကွန်းနဲ့